ကိစ္စကလေးဦးရေပြမှာဘာဖတ်လို့အဖတ်ကြီးကြီးလေးတွေတွေ့လို့စိတ်ပူတဲ့မိမိလေးတွေတွေ့ရပါတယ်။ Hello တာတာဝင်းမှာဒီလိုမိကိစ္စကလေးဦးရေပြမှာဘာဖတ်လို့အဖြူရောင်အဝါရောင်အချက်ကြီးတွေတွေ့ရတယ်။ဒါအခြေအနေကို Cradle Cup လို့ခေါ်ပါတယ်။ Infantile Supported Dermatitis လို့လည်းခေါ်ပါတယ်။ဒါကလေမွေးစားကလေးငယ်လေးတွေမှာလည်းဖြစ်တဲ့ခြေအောင်ထူးထူးကြီးတဲ့ပေါ့နော်။အဲဒါဆိုတော့မိမိတို့ကစိတ်ပူကြရတယ်ပေါ့နော်။ဒါပေမဲ့ဒါတွေကကလေးကိုရားစေတာလို့နာကျင်စေတာမျိုးမဖြစ်စေပါဘူး။ဒါပြီးတော့သူ့ဟာသူလည်းပြန်ပြောက်သွားကြပါတယ်အဲ့တဲ့အရွယ်ကလေးမွေးစား3ဘက်ကနေတစ်နှစ်ကြာဝန်းကျင်ကြာမှဖြစ်ကြပါတယ်တချို့ကျတော့ခေါင်းမှာပဲရှိပေမဲ့တချို့ကျတော့ဒီမျက်ခုံပေါ်မှာတို့မျက်ခုံးပေါ်မှာတို့နရွက်နားမှာနှာခေါင်းနားမှာဒီလိုလက်ပင်အရစ်လေးတွေမှာထိုက်ပါအေးရမှာဖြစ်တာလည်းတွေ့ရပါတယ်ဒါကဘာကြောင့်ဖြစ်လဲဆိုတော့လေကိုမောဆောင်တော့မမေရဲ့ဟော်မုန်းအကြံလေးတွေကကလေးစီမှာကြံပြီးတော့ပေါ့နော်ကလေးရဲ့အစီကလန်းတွေလှုပ်ဆောင်မှုကြောင့်လည်းဖြစ်နိုင်တယ်ပြီးတော့မလက်စီစီယာဆိုတဲ့မှုတစ်မျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကများသောအားဖြင့်သူကသူပြန်ကောင်းတော့တတ်ကြပါတယ်ပြန်ပြောက်သွားကြတယ်ပေါ့နော်တချို့ကဘာလေးလုပ်ပေးလို့ရလဲမေးကြရပေါ့နော်ဘာလေးလုပ်ပေးရလဲဆိုတော့အနည်းမပါတဲ့ရှမ်ပူလေးတွေနဲ့ရှော်ပေးလို့ရတယ်ခေါင်းပေါက်ရှော်ခင်baby oil တို့မ Vaseline လိုမျိုး petroleum ချက်လေးပေါ့နော်အဲလေးတွေကိုလိမ့်ထားပေးရမယ်နိုင်ဝက်လောက်ကြာရင်brush တို့လေးနဲ့ပုတ်ပေးမယ်ပြီးတော့ခေါင်းလျှော်လို့ရပါတယ်တချို့ baby oil တွေကြတော့လေတချို့ကလေးနဲ့မတည့်တာရှိရပေါ့နော်ပို့ပြီးတော့ irritation ဖြစ်တာတော့ပို့ပြီးမှအစီကလန်ပိတ်တာလို့ရှိရတော့ baby oil သုံးမယ်ဆိုရင်တော့နည်းနည်းလေးအရင်သုံးကြည့်ပြီးမှစောင့်ကြည့်ပြီးမှကလေးနဲ့အဆင်ပြေမှဆက်သုံးကြည့်ခြင်းပဲပေါ့နော်တချို့ကြတော့ဒီဟာကိုကြတော့ခွာခြင်းတယ်ပေါ့နော်အတင်းလက်ခွာတာမျိုးတွေမလုပ်ပါနဲ့ပိုးဝင်တက်ပါတယ်တချို့ပတ်ဝန်းကျင်ရတယ်ပြောကြရရှိရပေါ့နော်ဒီဟာကြီးကပေါ့နော်ခလီယာညစ်ပတ်လို့ဖြစ်တာပေါ့နော်ထူထူကြီးနဲ့ဆိုပြီးပြောပြအဲ့ကြလဲကိုကလည်းဟိုဖြစ်ပြီးတော့ ground တုံးလိုက်တာလို့ရှိရနော်အဲ့လိုမျိုးမလုပ်ပါနဲ့ဒါကညစ်ပတ်လို့ဖြစ်တာမျိုးလည်းမဟုတ်ပါဘူး ground တုံးပေးဖို့လည်းမလိုပေါ့နော်သူကသူပြောက်သွားကြပါတယ် ground တုံးပေးမှပိုးဝင်ပြီးမှပိုးဆိုးသွားတာရှိပါတယ်ဒီထက်ရဲလာတာတို့အချိန်လေးဆိုးလာတာမျိုးရှိရဆိုတော့ကိုကဆရာဝန်နဲ့ပြတ်တာဖို့လိုပါတယ်